ရှင်တင်ဆက်ပြီးတော့မှဖြစ်ပါတယ်ဒီစီစဉ်ကနေမတန်ဆွမ်းသူတွေအတွက်အထောက်အကူဖြစ်စေမယ့်အကြောင်းအရာတွေကိုအပတ်စဉ်စူးစမ်းပြီးတော့တင်ဆက်ပေးနေပါတယ်ဒီနေ့မှာတော့မတန်ဆွမ်းသူတဦးကိုမွေးဖွားလာခဲ့ရင်ဘလို့ပြုစုစောင့်ရှောက်မှုတွေလိုအပ်တယ်ဆိုတဲ့အကြောင်းတွေကိုအမြင်အယုံမတန်ဆွမ်းသူတဦးဖြစ်တဲ့ဆရာမျိုးကိုကိုဆန်းကပါဝင်ဆွေးနွေးပြောကြားပေးထားပါတယ်နောက်ဆက်ပါရှင်ဆရာမျိုးကိုကိုဆန်းမင်္ဂလာပါဆရာမင်္ဂလာပါဒီဘဝမီးရဲ့အစီအစဉ်မှာဆရာနဲ့မတွေ့ဖြစ်တာစကားမပြောဖြစ်တာတော်တော်လေးကြာသွားတယ်နော်ဟုတ်ပါတယ်ဟုတ်ကဲ့ဘဝမီးရဲ့အစီအစဉ်ကိုနားဆင်နေတဲ့အနေနဲ့အရရက်ကပရိသတ်တွေကဆရာရဲ့အတန်နဲ့အတူဆရာရဲ့ဆွေးနွေးမှုလေးတွေကိုမျှော်နေကြပါတယ်ဆရာဟုတ်ကဲ့ပါအဲ့တော့လေဒီနေ့ဘဝမီးရဲ့အစီအစဉ်မှာဆရာအနေနဲ့ဘလို့အကြောင်းအရာမျိုးကိုအဓိကထားပြီးတော့ဆွေးနွေးကြပါလဲရှင်ဟုတ်ကဲ့ပထမပြောချင်တာလေကျွန်တော်တို့အစီအစဉ်ကိုအခုလိုအားပေးကြတဲ့အတွက်လဲဘဝတူမတန်ဆွမ်းညီကိုမောင်နှမတွေရောသောတာရှင်တွေအားလုံးပါကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ဆွေးနွေးတင်ပြမယ့်အကြောင်းအရာကတော့မတန်ဆွမ်းဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်မိဘတွေနဲ့မိသားစုကအရေးကြီးတဲ့အကြောင်းကိုအဲ့ဒါလေးဆွေးနွေးတင်ပြခြင်းပါတယ်ဟုတ်ကဲ့ဆရာဟုတ်အရင်တော့ကလည်းဒီအကြောင်းအရာလေးပြောခဲ့ဘူးလေဒါပေမဲ့အဲ့ဒါလေးကပို့ပြီးတော့အသေးစိတ်လေးလည်းဖြစ်အောင်ပြည့်ပြည့်စုံစုံလေးဖြစ်အောင်ထပ်ပြီးတော့ပြောခြင်းပါတယ်နော်ဟုတ်ကဲ့ပါဆရာဟုတ်မတန်ဆွမ်းတယောက်ဖြစ်လာပြီဆိုလို့ရှိရင်တချို့မိဘတွေကကြတော့ဒီမတန်ဆွမ်းတွေပေါ်မှာအရန်အလိုလိုက်တယ်တချို့ကြတော့လည်းပြစ်ပယ်ထားကြတာတွေရှိတယ်ပေါ့နော်ဟုတ်ကဲ့တအားကြီးကိုအလိုလိုက်တဲ့မိသားစုနဲ့တွေ့လို့ရှိရင်လည်းဒီမတန်ဆွမ်းရဲ့ဘဝအားဖွံ့ဖြိုးတိုးတက်မှုကနည်းနည်းအနှောက်အယှက်ဖြစ်တယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့ထမင်းစားတာအစခွန်ကျွေးတယ်အိမ်မှာလည်းဘာမှမခိုင်းဘူးဒီတိုင်းနေမစေခမရတနာပါတယ်ငယ်ငယ်တွေကကိုလည်းအင်္ဂါချို့တဲ့နေတာဒုက္ခိတာလေးတနာပါတယ်အဲ့တော့ဘာမှမခိုင်းဘူးဆိုတာမျိုးတွေလည်းရှိတတ်တယ်ဘာမှမခိုင်းမဲနဲ့အလိုလိုက်ထားတယ်စားအတော့ကအစအနေထိုင်ရအစတနေ့တာကိုကြီးကိုယ်တာကိစ္စအစမိဘတွေနဲ့ပတ်ဝန်းကျင်မိသားစုပေါ့လုတ်ပေးကင်ပေးတဲ့အခါကျတော့အဲ့ကလေးကအရွယ်ရောက်တဲ့အခါကျတော့ဘာမှမလုပ်တတ်တာဘူးများသောအားဖြင့်လေကျောင်းထားတယ်ဆိုလို့ရှိရင်လည်းကျောင်းမှာသူ့အတွက်သူများအလုပ်ပို့တယ်။ဘာကြောင့်လဲဆိုတော့အဝတ်အစားလျှော်တာအစအိမ်မှာမလုပ်ခဲ့တဲ့အခါကျတော့ကျောင်းရောက်တော့လည်းမလုပ်တတ်တော့ဘူး။အဲ့ဒီခါကျတော့ဘေးကမနေနိုင်တဲ့သူကဝိုင်းပြီးတော့ကူညီရတယ်။ကူညီခြင်းနဲ့စိတ်ဓာတ်ရှိတဲ့လူတွေနဲ့တွေးလို့ရှိရင်တော့ကိစ္စမရှိဘူးပေါ့နော်။ဟုတ်။အများသောအားဖြင့်ကျောင်းနေပါတွေမှာဆိုတာလဲကိုယ်လုံးနဲ့ကိုတနေ့ကိုမိုးလင်းရမိုးချုပ်နားကြရတာမဟုတ်ဘူးလေ။အားကြရတာမဟုတ်ဘူး။အဲ့ဒီခါကျတော့ဒီကလေးရဲ့ဝေယဝိသကိုတောင်းယူပြီးတော့အမြဲတမ်းလုပ်မပေးနိုင်ဘူး။ဒီကိုကြီးသွားလာတာအစတန်ရှင်းရအစအရန်ခက်ခဲတယ်။အဲ့ဒါမျိုးလေးတွေတွေ့ရပါတယ်။အဲ့တော့ကျွန်တော်ဘဝနဲ့လက်တွေ့ပြောပြမယ်နော်။ကျွန်တော်ဆိုလို့ရှိရင်မိဘတွေကစီကန်းတော်ကြီးတယ်။ရုပ်ရှင်သွားရင်လည်းခေါ်သွားတယ်အစစပေါ့နော်။မြင်တဲ့လူနဲ့ဓာတ်တန်ဆန်းတဲ့လူနဲ့မချောင်းအိမ်မှာမိသားစုကအဲ့လိုပဲထားတယ်။သို့တော့ဖွားကသမင်းစားရင်သူ့အတူနေကျွေးရမှာ။ကိုယ့်ကိုယ်နေစားရင်ဖိတ်ကုန်မယ်လို့သူ့အတူနေကျွေးမှာအားရတာဖွားစလိုက်တဲ့ဇလန်ကအဖွားမရှိတဲ့ဝိုင်းအမေနဲ့နေတဲ့အခါကျတော့အမေကသမင်းစားရင်နေကျွေးတယ်ဟုတ်ကဲ့ဆရာဟင်းကုန်လို့ရှိရင်ထည့်ပေးတယ်သမင်းကုန်လို့ရှိရင်ထည့်ပေးတယ်ပြီးရင်နေပေးတယ်အတော်တွေနဲ့နေတော့လေအတော်တွေကနေကျွေးတယ်အခုအသက်50ကျော်အိမ်နောက်ချတဲ့အထိခုတည်းထိကိုအမျိုးသမင်းစားရင်နေကျွေးရတဲ့ဟာမျိုးဖြစ်နေတယ်အော်ဟုတ်ကဲ့ပါဆရာဟုတ်အဲ့လိုမျိုးပေါ့နော်ကိုအားနေချက်ကအဲ့လိုဖြစ်သွားတယ်ပြီးတော့ကိုကမျက်စိမြင်တဲ့လူတွေလည်းပဲနေလာခဲ့တဲ့အခါကျတော့မျက်စိမြင်တဲ့လူကကြတော့အရေးအခြေသိတယ်လေဟုတ်ကဲ့ရှင်ပါဇက်ကဘာပြောမျက်နှာကြည့်နေဆိုတာတကယ်ပြောတာမဟုတ်ဘူးစတာဆိုတာသိတာလေမျက်စိမမြင်နဲ့မျက်မမြင်အကြောင်းရောက်သွားတော့ပြဿနာစတာပါလေရောဗမာစလဲဆိုတော့ကိုကအိမ်မှာလိုပဲပေါ့နော်ပြောတရားရှိရင်အဲ့လိုပြောတယ်ပောက်ရပြောတယ်ဒါပေမဲ့မျက်နှာကတော့ခပ်ပြုံးပြုံးထားတော့မမြင်တဲ့လူတွေကဘယ်သိမလဲဟုတ်ကဲ့ပါဆရာကိုအတန်ပဲကြားရတာလေဟုတ်အဲ့ဒီခါကျတော့ဟာဒီကောင်ကြီးငါတို့ကိုရန်စနေပြီဟာဆိုပြီးတော့ရုံငန်းသွားတိုင်လို့ခဏရုံငန်းရောက်ပြီးတယ်အဲ့လိုဟုတ်ကဲ့ပါဆရာဆိုလိုတာကလေမိသားစုထဲမှာဖြစ်တဲ့ကိစ္စတစ်ခါတလေကြလို့ရှိရင်အဲ့အများနဲ့နေတဲ့အခါမှာပြန်ပြီးတော့တက်ရောက်မှုရှိတယ်ဆိုတာပြောနေတာပါဟုတ်ကဲ့ပါဆရာနောက်ပိုင်းကျတော့အဲ့အချင်းကိုမနှဲလျှောက်ပြရတယ်အဲ့တော့စားတာတောက်တာလည်းအဲ့လိုပဲမျက်မြင်ကြောင်းရောက်တဲ့အခါကျတော့အိမ်မှာကျတော့ဟိုနေပေးတယ်ခုခတ်ပေးတယ်အစင်းနေစားရုံပဲမျက်မြင်ကြောင်းလေးရောက်ရောဒုက္ခရောက်ပါလေရောဒါမိသားစုဘဝစခဲ့တာပေါ့နော်နောက်တချို့တွေကြတော့လေတော်တော်ကိုဆိုးတယ်ဝိသာစကလေးကဒီကလေးတယောက်ကမတန်ဆွမ်းဘူးဆိုတာသိသွားတဲ့အခါကျတော့မိဘတွေကသိပြီးတော့ဘယ်သူမဆိုင်ချင်တော့ဘူးဟုတ်ကဲ့ပြစ်ပယ်ထားကြတယ်ပေါ့နော်ဟုတ်ကဲ့ဆရာ
ကျွန်တော်တွေ့ဘူးတာ2ယောက်3ယောက်ရှိတယ်ပထမတစ်ယောက်ကတော့သူကမွေးရမှာမျက်မမြင်သူ့ကိုမွေးပြီးကလေးကစပြီးတော့သူမိပါတွေကတိတ်ပြီးတော့ဘူးမဆိုင်ဘူးအရွယ်ရောက်တဲ့အခါကျတော့စားရရှိလို့ရှိရင်သမင်းရဟင်းရပုံပေးလိုက်တယ်ပုံပေးလိုက်ပြီးတော့သူ့ကိုအခန်းသက်ထားတယ်အဲ့ဒီအခန်းမှာပိတ်ထားတာခွဲခြားဆက်ဆံတဲ့သဘောပေါ့ဆရာဟုတ်တယ်သူတို့မိသားစုထဲမှာမျက်မမြင်သားသမီးရှိတယ်ဆိုတာအများသိမှာဆိုလို့အပြင်ကိုမထွက်ခိုင်းတော့အခန်းထဲမှာပိတ်လောင်ထားတယ်သမင်းစားတွေကသမင်းထည့်ပေးတယ်သူကသူစားရင်စားမစားရင်နေနောက်ပိုင်းကျတော့ပေါင်းဝန်းကျင်ကတိသွားတဲ့အခါကျတော့သူ့ကိုမျက်မမြင်ကြောင်ပို့ပေးလိုက်တယ်ဟုတ်ကဲ့ဆရာပို့ပေးလိုက်တဲ့အခါကျတော့အဲ့ကလေးကတအားတော်တာအော်နှမျိုးဖို့ကောင်းလိုက်တာဆရာရေနော်ဟုတ်တယ်ဂီတာတီးတဲ့နေရာမှာလုံးဝအခုလက်ရှိလဲguitarist ပဲသူလုပ်နေတယ်မိဘတွေရတာမွေးကလေးကအမြင်အယုံမတန်ဆွမ်းသူတဦးကိုမွေးဖွားခဲ့ပေမဲ့တည်တည်ချာချာလေးပြုစုပြိုးထောင်မယ်သူ့လိုအပ်တာလေးတွေကိုတတ်နိုင်သလောက်ဂရုစိုက်ပြုစုခဲ့မယ်ဆိုလို့ရှိရင်ဒီတက်ပို့ပြီးတော့အဆင်ပြေမယ်နဲ့တူတယ်နော်ဆရာဟုတ်တယ်သူကတအားတော်တယ်ဒါမဲ့တခုရှိတာသူ့မှာငယ်ငယ်တည်းက psychosis ဖြစ်သွားတဲ့အခါကျတော့လေလူတွေကိုဘယ်သူမှမယုံတော့သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံနဲ့ရှင်ပြီးတော့မိသားစုဝင်တွေရတော့မှသူ့ကိုခွဲခြားဆက်ဆံတဲ့အခါကျတော့တခြားပတ်ဝန်းကျင်ကလူတွေကိုသူအယုံကြည်မရှိတော့တဲ့သဘောပေါ့ဟုတ်တယ်ဖြစ်ချင်တော့ तू ကကန်ဆိုးတဲ့အထဲမှာလည်းပါတယ်အဲ့တော့ तू နေတဲ့သူ့ရဲ့အတိုင်းဝိုင်း तू ပတ်ဝန်းကျင်ကကလေးတွေကအဲ့မနာလို့တဲ့ကလေးတွေညာအော်ဟုတ်ကဲ့ရှင် तू ကတအားကြိုးစားတဲ့အခါကျတော့သူ့ကိုမနာလို့မျိုးစုံပိုက်ခိုင်းကြတယ်လေအမြင်အယုံမတန်ဆွမ်းသူအချင်းချင်းလားဆရာဟုတ်တယ်ဒီကလေးကကက်ဆက်တွေပြက်လို့ရှိရင်သူ့စီလာခဏလေးနဲ့အဲ့ဒါပြင်ပေးတာကောင်းသွားတယ်ဂဟေတို့တွေကရှိရင်ဒါ तू ကမြင်တဲ့လူတို့ခိုင်းတာကျန်တဲ့ဘိုင်းတော့ तू ပြင်တာနောက်ကက်ဆက်တိတ်ခွေတွေပါတွေဆိုလို့ရှိရင်လဲဒစစီကျိုးတွေပြက်နေတဲ့ဥစ္စာ तू ရအောင်တက်တယ်အဲ့လောက်ထိ तू ကတော်တယ်သို့တော့ तू ကဘယ်လိုဖြစ်လဲဆိုတော့ညကြတော့မအိတ်တော်ဘူးလေမအိတ်ဖဲနဲ့စာသင်ချိန်ကိုလို့ရှိရင် night study ပြီးပြီဆိုလို့အခန်းတစ်ခန်းထဲမှာလွတ်တဲ့ခန်းထဲမှာကက်ဆက်တွေဖြုတ်ဒစစီပြန်တက်ကက်ဆက်တိတ်ခွေဖြုတ်ဒစစီပြန်တက်အဲ့လိုမျိုးလုပ်နေတဲ့အခါကျတော့ကြီးတဲ့လူတွေကတိတ်ပြီးတော့ဘဝင်မကြဘူးဒီကလေးကညာမအိတ်ဘူးအမြဲတမ်းပဲကိုကုန်းနဲ့လှုပ်နေတဲ့ဘာတွေလှုပ်နေမှလည်းမသိဘူးစသဖြင့်ပေါ့လေသူနဲ့သက်ဆိုင်ရာကြီးတွေပြောတဲ့အခါကျလူတွေကလည်းဟာဒါဆိုတော့မဖြစ်ဘူး10နာရီကျော်အကြောင်းသားတယောက်ကအိတ်ကိုအိတ်ရမယ်မအိတ်ဖဲနဲ့ဒီလောက်လုံးနေတာမဖြစ်ဘူးပြဿနာစလာပေါ့ညီမရဲ့ကျောင်းကြီးကရလဲ10နာရီကျော်အိတ်ရတာဟုတ်ကဲ့ဆရာဟုတ်သူကလည်းမဟုတ်တာလုပ်တာမဟုတ်သူ့ကိုပြင်ခိုင်းတဲ့ကက်ဆက်တွေပြင်ပေးတာညမမြင်ကျောင်းသားချင်းရဲ့ကက်ဆက်တွေပဲဟုတ်ကဲ့ဆရာဟုတ်ဒီညအိတ်ချင်းလေးအားတာဆိုတော့ तू ကအဲ့ဒါလုပ်တဲ့အခါကျတော့တစ်ဖက်ကလည်းစီကားတပိုင်းစိတ်ပူတာတပိုင်းအတိုက်ခိုင်ဖြစ်ကြတာပေါ့ပဋိပက္ခဖြစ်ပြီးနောက်ဆုံးသူနေတဲ့ကျောင်းကထွက်သွားလိုက်ရတယ်နောက်တစ်ကျောင်းရောက်တဲ့အခါကျတော့သူ့အားပေးတယ်သူလှုပ်ချင်တာကိုတတ်နိုင်တော့လောက်လိုက်ရောတယ်အဲ့ဒီအခါကျတော့ကလေးကကွန်ပျူတာတွေပါတော့မှတာမန်လူတက်ကိုထူးချွန်သွားတယ်ကွန်ပျူတာနဲ့ပတ်သက်လို့သို့တော့နောက်တစ်နေရာမှာလည်းအဲ့လိုပဲဘလို့အစင်မပြေဖြစ်သွားတယ်မသိဘူးတစ်ခါထွက်လိုက်ရပြန်ရောအခုနောက်ပိုင်းကျတော့ဘိုးရပြီးတော့သူကသူအပြင်မှာပဲရက်တည်နေတာပေါ့နော်သူ့ဝင်ဝင်တဲ့သူအခုနိုင်ငံခြားမှာရောက်နေပြီလို့တော့သတင်းကြားတယ်ကျွန်တော်အဓိကပြောချင်တာမိဘလက်ထဲမှာစနစ်တကျပြုစုစောင့်ရှောက်တာမျိုးမရှိဘူးနောက်တစ်ခါမိဘရဲ့မေတ္တာကိုအပြည့်အဝမခံယူရတဲ့သားသမီးဖြစ်သွားတဲ့အခါကျတော့လူတိုင်းပေါ်မှာသူမကျေနပ်ချက်တွေကများနေတော့တာဟုတ်ကဲ့ဆရာအဲ့ဒီခါကျတော့ကလေးကဘလောက်ပဲတော်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်သွားတယ်နောက်ဆုံးဘလောက်ထိလူတွေစိတ်မချလဲကားငှားစီးရင်တော့မှကားတစ်စီးပေါ်ရောက်ပြီးမှဒီကမကောင်းစုပ်တယ်ဆိုတော့ပြန်ဆင်းသွားတာလေတစ်ချိန်ကစိတ်ပိုင်းဆိုင်ရာထိခိုက်ထားတဲ့ခါကျတော့နောက်ဆက်တွဲတွေကနောက်လျှောက်ပေါင်းဝန်းကျင်နဲ့အစီအပြေအောင်နေလို့မရတာတွေဖြစ်သွားတော့တာပေါ့နော်ဟုတ်ကဲ့ပါဆရာအခုပြောတဲ့အကြောင်းအရာလေးကိုအနေနဲ့အေးရမှာရှိရဲ့မတန်ဆွမ်းသူရဲ့မိသားစုတွေပတ်ဝန်းကျင်ကလူတွေနားထောင်ပြီးတော့လေတေးသေးချာချာလေးလိုက်နာနိုင်ရင်တော့မတန်ဆွမ်းသူအားလုံးအတွက်ပိုကောင်းမယ်နဲ့တူရဲ့နော်ဆရာဟုတ်ကဲ့ကောင်းပါတယ်တစ်ယောက်ကကြတော့သူကပိုဆိုးတယ်အမတစ်ယောက်ကကြတော့သူကမျက်မမြင်အကြောင်းမရောက်ခင်သူတို့ရိုးရမှာသူတို့လူမျိုးဘာသာအလိုက်ပေါ့လေတဦးယောက်ျားလေးဆိုလို့ရှိရင်သူကဦးစားပေးတယ်လေအမအားကြတော့ဖြစ်ချင်တော့သူကတဦးမိန်းကလေးဖြစ်သွားတယ်နောက်တစ်ခုကမိန်းကလေးဖြစ်တာမှမျက်စိမမြင်ဘူးဖြစ်သွားတာသူမိဘတွေကအဲ့လိုသိသွားတဲ့အခါကျတော့လေဘလောက်ထိဆိုလဲဆိုလို့ရှိရင်အဲ့ကလေးကိုတတ်ဖို့တော့ကြံစီတာတယ်အော်ဟုတ်ကဲ့ပါဆရာရဲ့ကိုယ်သွေးသားရင်ကိုတွေကရွာလူတွေကလည်းမကောင်းဘူးလက်ပိတ်တယ်ဆိုပြီးတော့လေနှစ်ခါကျိုးစားတာအိမ်သာချင်းနဲ့ချပြီးတော့တတ်ဖို့ကျိုးစားတာကလေးမွေးလာတာမှာသူ့အဖေကနောက်ကျတော့ဟာငါသမီးကိုငါတော့မတက်ရက်ဘူးဘလို့ပဲဖြစ်ဖြစ်အသက်ရှင်အောင်မွေးမယ်ဆိုပြီးတော့သူတို့အဲ့နေဟာမှာလည်းမနေဘူးမွေးတဲ့နေရာမှာမနေဘဲနဲ့တတရားပြောင်းပြီးတော့နေကြတယ်ပေါ့တာမန်လူလိုတော့ခွင့်ရမပေးဘူးပေါ့နော်နည်းနည်းပယ်ထားတဲ့အပိုင်းမှာသူကနောက်ပိုင်းကျတော့ပါဝင်ခြင်းအဆက်အသွယ်နဲ့မျက်မြင်ကြောင်ရောက်လာတယ်ကျိုးစားတယ်ပေါ့ကျိုးစားတော့အခုအနှိမ့်ပြောမြင်ဆရာမဖြစ်နေပါပြီပထမကလေးလောက်တော့စိတ်ဓာတ်ရမရဘူးသို့တော့သူခံစားချက်နဲ့သူတော့ရှိတာပေါ့လေဟုတ်ကဲ့ဆရာနောက်တစ်ယောက်ကကျတော့မွေးကလေးကအမြင်အောင်ချိုးရသူပဲမျက်စိမမြင်ဘူးမိဘတွေကအဖေကလည်းနောက်အိမ်အောင်ပြုသွားတယ်အမေကလည်းနောက်အိမ်အောင်ပြုသွားတယ်သူ့အဖွားနဲ့နေရတယ်ဖွားဆိုတဲ့နေရာမှာလည်း
ဒီအဖွားအရင်မဟုတ်အမေဘက်ကတော်တဲ့အမျိုးဝေးစားထားတာသူကရေဒီယိုနားထောင်တယ်ရှင်နေသူကနားထောင်ပြီးတော့မျက်မမြင်အကြောင်းသိသွားတဲ့အခါကျတော့သူကမျက်မမြင်အကြောင်းနဲ့လှမ်းဆက်သွယ်ပြီးတော့မျက်မမြင်အကြောင်းရောက်လာတယ်ပေါ့မျက်မမြင်အကြောင်းသွားမယ်ဆိုတော့သူအဖွားနဲ့တိုက်ခံဖြစ်သေးတယ်သူကမရအောင်ပြောတဲ့အခါကျတော့ကြောက်တော့သွားခွင့်ရတယ်အပြီးထွက်သွားလို့တော့မပြောဘူးပေါ့သူအဖွားအချိန်မရွေးပြန်လာနိုင်တယ်ဆိုပြီးတော့ပြောတာပေါ့လေညဟင်းနည်းနည်းလေးတယ်အသက်30ကျော်မှလည်းကြောက်ရောက်လာတဲ့အခါကျတော့ကျိုးစားတာတော့တအားကျိုးစားတာသူများတဲ့ကျိုးစားတယ်သို့တော့သူများလို့မရဘူးပေါ့နောက်ပိုင်းကျတော့ဒီဘုတ်လည်းတော်တော်လေးပြတ်သွားတယ်အနှိတ်အကျော်ပြင်လည်းလှုပ်တက်သွားတယ်အဲ့ဒါအပြင်ပတ်စံကြီးထိုးတာတို့ဆွဲချင်းထိုးတာတို့အဲ့ဒါလေးလည်းလှုပ်တက်သွားတယ်လည်းလှုပ်တဲ့ကိစ္စတွေအကုန်လုံးလှုပ်တက်သွားတယ်ဟုတ်ကဲ့ပါဆရာအဲ့အခုတော့သူကအိမ်အောင်ကျသွားပြီပြုတဲ့အိမ်အောင်ကလည်းမျက်စိတော်တော်လေးမြင်ရတယ်အဲ့တောင်ကွန်ပျူတာဆရာလေးပေါ့သူ့အတွက်ဝမ်းသာဆရာပဲနော်ဆရာဟုတ်တယ်သူ့အိမ်အောင်နဲ့သူအဆင်ပြေတယ်အထူးကတော့ကိုမိသားစုထဲမှာမတန်ဆွမ်းသူတယောက်မွေးဖွားလာတဲ့ဆိုလို့ရှိရင်သူတို့ပြစ်ပယ်ထားဖို့လည်းမသင့်ဘူးတအားကြီးအလိုလိုက်ဖို့ဖူးဖူးမှုတ်ထားဖို့လည်းမလိုဘူးသူလုံနိုင်တာတွေလောက်ခိုင်းမယ်ရှိတဲ့မိသားစုဝင်နဲ့တူခွင့်ရေးပေးမယ်ဒန်းတူထားမယ်ဆိုလို့ရှိရင်တော့ဒီကလေးကရေရှည်မှာတော်တော်ကိုထူးချွန်တဲ့ကလေးဖြစ်လာမှာပါများသောအားဖြင့်ကိုလည်းအင်္ဂါတစ်ခုခုချုပ်ရင်းတဲ့လူတယောက်ကလေကျန်တဲ့ဘက်မှာကျတော့အားပါတယ်လေဟုတ်တယ်ဆရာဟုတ်ဥပမာမျက်စိမမြင်တဲ့လူဆိုလို့ရှိရင်အကြားအာရုံမှာနားပါတယ်အကြားအာရုံချုပ်ရင်းတဲ့လူဆိုလို့ရှိရင်လည်းမျက်စိတအားလှင်တာခြေထောက်မတန်တဲ့လူဆိုလို့ရှိရင်လက်ပိုင်းမှာတအားတန်တယ်လက်မတန်တဲ့လူဆိုလို့ရှိရင်လည်းခြေထောက်မှာတအားတန်တယ်ငယ်ငယ်တော့တစ်ခါကြုံငယ်ဘူးတဲ့အတွေ့အကြုံလေးတစ်ခုရည်စရာလေးပေါ့နော်2009ခုနှစ်ကကျွန်တော်တို့မတန်ဆွမ်းအားကစားပြိုင်ပွဲအဲ့တော့အောင်ဆန်းကွင်းမှာလုပ်တာလေကျွန်တော်ကတန်လုံးပြစ်တန်ရားပြစ်မှာပါတယ်ကျွန်တော်တို့ရဲ့အတူတူတွဲရတာခြေထောက်မတန်တဲ့အမကြီးတွေတန်လုံးပြစ်တာကျွန်တော်ပြစ်လိုက်တာကတကိုယ်လုံးအားထည့်ပြီးတော့ပြစ်တာမှ9.5 မီတာလောက်ပဲရတယ်ခြေထောက်မတန်တဲ့အမကြီးကဝိုင်းကြီးရောမင်းတန်လုံးပြစ်တာစမ်းနေရတီးတာတော့မခတ်ပါဘူးဟဲတဲ့သူတို့ပြစ်လိုက်တဲ့ခါမှာပွေချဲပေါ်ပြစ်တာ9 မီတာလောက်သွားတယ်ဗျာနောက်တန်ပြားပြစ်တဲ့ခါကျတော့ကျွန်တော်ပြစ်တာ15 မီတာကိုမကျော်ဘူးအဲ့ဒါခြေထောက်မတန်တဲ့လူပြစ်လိုက်ရမီတာ40လောက်ရောက်သွားတယ်တန်ပြားပြစ်မီးစနစ်လည်းမကြောက်အလေးကျင်လည်းနေတဲ့အခါကျတော့သူတို့တော့မတန်သူတို့ကတော့လက်ပဲအားပြုရတာဆိုတော့ကိုယ့်ရဲ့ဆိုင်တအားတန်တာအဲပြောချင်တာဒီကိုယ်ငါတစ်ခုခုချိုရင်တစ်ဖက်မှာအားတန်တယ်လေဟုတ်ကဲ့ဟုတ်အဲ့ဒီခါကျတော့မိသားစုထဲမှာကိုယ်လက်အင်္ဂါတစ်ခုခုချိုရင်လို့ပြစ်ပယ်မထားပဲနဲ့သေသေးချာချာစနစ်တကျကျွေးမွေးပြုစုမယ်စီကံတကျနေထိုင်နိုင်အောင်ပတ်မိုးပေးမယ်ဆိုလို့ရှိရင်လေဒီလူတယောက်ကတအားကြီးကိုတိုးတက်လာမှာလေအဲ့ဒါလေးအစီကပြောချင်ပါတယ်အဲ့တော့မတန်ဆွမ်းသားသမီးတယောက်ကိုတန်ဆွမ်းတဲ့မိဘနှစ်ပါးပြစ်ပယ်ထားပြီးဆိုကြတဲ့ဒီကောင်းတဲ့အစဉ်အလာမဟုတ်ဘူးလေတန်တရားအတွက်လည်းမကောင်းလက်ရှိအတွက်လည်းမကောင်းအစီအစဉ်လေးကိုနားထောင်ကြတဲ့မိဘတွေသောတာရှင်တွေအနေနဲ့လည်းမတန်ဆွမ်းသားသမီးတယောက်ပါလာလို့ရှိရင်ဟုတ်ကဲ့မိဘများစနစ်တကျထိမ့်သိမ်းစောင့်ရှောက်တတ်ဖို့ပညာပေးပါလို့အဲ့ဒါကျွန်တော်တိုက်တွန်းနှိုးဆော်ချင်ပါတယ်မတန်ဆွမ်းသူတွေအတွက်ငယ်စဉ်ကလေးကနေစပြီးတော့သူတို့ရဲ့ဘဝရပ်တည်နိုင်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ကဏ္ဍတစ်ခုအနေနဲ့ပါဝင်တဲ့ပတ်ဝန်းကျင်မိဘဆွေမျိုးတွေအားလုံးပေါ့နော်ဘယ်လိုမျိုးစည်းကမ်းတွေချမှတ်ပေးသင့်နေဆိုတဲ့အကြောင်းအရာတွေကိုဆွေးနွေးပြောကြားပေးခဲ့တဲ့အတွက်ဆရာမျိုးကိုဆန်းကိုကျမတို့မြန်မာတန်ကအထူးပဲကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါကျွန်တော်အနေနဲ့လည်းတစ်ပတ်တလားမိဘတွေကိုပြီးပေးခွင့်ရတဲ့အတွက်မြန်မာတန်ကျေးဇူးတင်ပါတယ်ဒီကွယ်လုံးနေကဝမ်းနေနေလားဒီရင်မတင်ငယ်ချင်းများအလုံးတွေမေးထားလိုက်တော့ခံစားမှုတွေလည်းဝေးပေးပေးစားရှင်တဲ့ဒီဝါကြီးကအမြဲတမ်းမေးမထားခဲ့ပါ